ကြောင်းစင်လာကြီးမှာရာဇဝင်မှာရွှေရောင်ကျုံလွမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်သိမ်းသို့အနာဂတ်မှာ MYANMAR ရေကောင်းများရဲ့မိတ်ဝတ်စကားရမစင်သိမ်းတာဘူကောင်းဖက်ကတွင်ဒီရတဲ့ရှောင်းမပဲဘူး hey ရေကောင်းတော့တော်လုံးကိုပဲစာဒီတွေစာဒီမှာ hey ရေကောင်းဆိုတော့ကြမှာတွေဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာယူမယ်တော့အိမ်မကိုထိုးတဲ့ပြလို့ MYANMAR မြန်မာတဲ့ hey မြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့ကြိုးစား MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကမ္ဘာကလေးစားဖို့ပုံမကြိုးစား MYANMAR နော်တဲ့ကြမ်းများနဲ့ shake you set အခိုင်